န္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအားတွေရရှိစေဖို့ဒီစားစာတွေစားပါပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလိုက်လီ page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေလူသားတွေအနေနဲ့တနေ့တာလှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာတွေကိုလုပ်ကိုင်နေရင်းနဲ့တခါတရံမှာတော့ဘာမှလှုပ်ချင်ခိုင်ခြင်းစိမရှိတော့အောင်လုံးဝအားအင်တွေကုန်ခန်းသွားတဲ့ခံစားချက်တွေကိုခံစားရလိမ့်ရှိကြပါတယ်ခန္ဓာကိုယ်အတွင်းလုံလောက်တဲ့စွမ်းရည်ပမာဏတည်ရှိနေခြင်းမရှိတဲ့အခါမှာတနေ့တာလှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာနဲ့လှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူးခန္ဓာကိုယ်အတွက်လုံလောက်တဲ့စွမ်းရည်ပမာဏတည်ရှိစေဖို့အတွက်ကိုနေ့စဉ်စားသုံးတဲ့အစားအစာတွေရဲ့အခန်းကဏ္ဍကတကယ့်ကိုအရေးပါတာဖြစ်ပါတယ်ဘလို့အစားအစာမျိုးပဲဖြစ်ဖြစ်ခန္ဓာကိုယ်အတွက်စွမ်းရည်တွေကိုပေးစွမ်းနိုင်ပေမဲ့တချို့သောအစားအစာတွေကတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းရည်ပမာဏကိုပေးစွမ်းနိုင်တယ်လို့တနေ့တာလုံးလုံးဆရာရှိရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာနဲ့အာယုံစူးစိုက်လှုပ်ဆောင်နိုင်စေဖို့အတွက်အထောက်အကူပေးစွမ်းနိုင်ပါတယ်။ဒါကြောင့်မို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအားတွေပေးစွမ်းနိုင်တဲ့အစားအစာတွေကိုအခုဗီဒီယိုလေးမှာဖော်ပြပေးသွားကြပါရစေ။နံပါတ်1ငှက်ပြောသည်ဆိုတာကတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအားတွေကိုအပေးနိုင်ဆုံးအစားအစာတွေထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်။ငှက်ပြောသည်မှာ carbohydrate, potassium, vitamin B6 စတဲ့ခန္ဓာကိုယ်ရဲ့စွမ်းအင်ပမာဏကိုမြင့်တင်ပေးနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။နံပါတ်2အဆီများသောငါအဆီများတဲ့ငါးတွေဖြစ်တဲ့ဆယ်လ်မွန်တွေတူနာငါးတွေမှာပရိုတင်းတဲ့ကျွဲဝါစွာပါဝင်တယ်လို့ fatty acid, vitamin B စတဲ့ခန္ဓာကိုယ်အတွက်အကျိုးပြုစေတဲ့ဓာတ်ပေါင်းများစွာပါဝင်တာကြောင့်တစ်ပတ်ကို2ကြိမ်ခန့်စားသုံးပေးသင့်ပါတယ်။ဒါအပြင်အဆီများတဲ့ငါးတွေမှာပါဝင်တဲ့ omega 3 fatty acid ဟာဆိုရင်တော့ခန္ဓာကိုယ်အစိတ်အပိုင်းတွေရောင်ရမ်းခြင်းကိုလျှော့ချပေးနိုင်တယ်လို့မောပန်းတွင်နဲ့ခြင်းကနေပြီးတော့လည်းကာကွယ်ပေးနိုင်ပါတယ်။နံပါတ်3ဆန်လုံးညိုဟာဆိုရင်လည်းအာဟာရဓာတ်ကျွဲဝါစွာပါဝင်တဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ပြုပြင်တန်းစင်ထားတဲ့ဆန်ဖြူတွေမှာအမြင့်ဓာတ်ဗီတာမင်ဓာတ်သတ္တုဓာတ်တွေအနေငယ်သာပါဝင်ပေမဲ့ဆန်လုံးညိုမှာတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်သတ္တုဓာတ်တွေကျွဲဝါစွာပါဝင်နေရပဲဖြစ်ပါတယ်။ဒါအပြင်ဆန်လုံးညိုမှာအမြင့်တက်ကျွေးဝါစွာပါဝင်ခြင်းကြောင့်သွေးရင်းတကြားတဲ့မြင့်တက်မှုကိုထိန်းညှိနိုင်မှာဖြစ်တယ်လို့ခန္ဓာကိုယ်အတွင်းစွမ်းအင်ကုန်ခန်းသွားခြင်းမရှိအောင်ထိန်းညှိပေးနိုင်မှာလည်းဖြစ်ပါတယ်။နံပါတ်4ကစွန်းဥကစွန်းဥကိုစားသုံးရတာတကယ်ကိုအရသာရှိတဲ့အပြင်ခန္ဓာကိုယ်တွင်စွမ်းရည်ပမာဏကိုမြင့်တင်ပေးနိုင်တဲ့အာဟာရဓာတ်သတ္တုဓာတ်ပေါင်းများစွာလည်းပါဝင်ပါတယ်။အလယ်အလတ်အရွယ်စားကစွန်းဥတစ်လုံးမှာကာဘိုဟိုက်ဒရိတ်23ဂရမ်အမြင့်ဓာတ်3.8ဂရမ်ပဲပါဝင်ပါတယ်။ဒါအပြင်ကစွန်းဥမှာမက်ဂနီစ်သတ္တုဓာတ်ပါဝင်နှုန်းမြင့်မားတာကြောင့်ခန္ဓာကိုယ်တွင်းမှာစွမ်းအင်ထုတ်လုပ်ရမှာလည်းများစွာသောအထောက်အကူကိုရရှိစေမှာဖြစ်ပါတယ်။နံပါတ်5ကြက်ဥဘဲဥမနက်အိယာကနေနိုးထလာတဲ့အချိန်မှာကြက်ဥဒါမှမဟုတ်ဘဲဥတစ်လုံးနှလုံးခန့်စားသုံးခြင်းဖြင့်တနေ့တာရုံးကန်လှူရှားဖို့အတွက်ကိုစွမ်းအင်ပမာဏလိုအပ်တဲ့ပမာဏကိုရရှိနိုင်မှာဖြစ်ပါတယ်။ကြက်ဥဘဲဥတွေမှာပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင်အမီနိုအက်ဆစ်လည်းပါဝင်တာကြောင့်ခန္ဓာကိုယ်ရင်းစွမ်းအင်ထုတ်လုပ်ရမှာများစွာသောအထောက်အကူကိုရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်စွမ်းအင်ကုန်ခန်းနေလို့ခံစားနေရတယ်ဆိုရင်တော့အခုပြပြပေးတဲ့အစားအစာတွေကိုစားဖို့မမေ့ပါနဲ့လို့တိုက်တွန်းရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။